ခွရှိတာပါတယ်ပေါ့နော်ခွရှိတာပါတယ်ဒါပေမဲ့ဒီခွရှိတာကိုကျတော့ဒီပြောမယ်မြဲတဲ့ကစားနေရပါတော့ကစားမှတကောက်ဆင်းပြီးတယ်โอเคအားလုံးပဲမင်္ဂလာပါဒီကျွန်တော်ရှင်းမှာတော့ကျွန်တော်ရဲ့ရင်ကောက်လေးပေါ့နော်ကျွန်တော်ပိုင်ရှင်မခဏလေးငှားလာပြီးတော့ကျွန်တော်သူဘိမ်းမှာပါလေးဆင်းထားလဲဆိုတော့လဲပြပြမှာပေါ့နော်โอเคကျွန်တော်တို့ဘာမှစောကြည့်မယ်ဆိုတော့ဒီသူကတော့စတင်ကားလေးပြောင်းထားပါတယ်သူရေးစတင်ကားလေးသူမကြိုက်လို့လည်းဒီကောင်ပြောင်းထားတာပေါ့နော်ပြောမယ်ကိုလက်ရှိကျွန်တော်တို့အ15 2025ရောင်ပေါ့နော်အဲ့လိုမျိုးရောင်နေသူကိုလှုပ်ထားတယ်ခါပေါ်တော့မဟုတ်သူစတီကာပြပြန်ရတန်းထားတာပေါ့နော်ဒီမှာနောက်ပြီးတော့သူကပြမယ် support ပုံစံပြန်ဆင်ထားတာပေါ့နော်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီလက်ကရပေါ့နော်ဒီပြောမယ်ဒီ support လိုက်ပေါ့နော်အဲ့လိုဖြစ်နေတယ်ပေါ့ support ပုံစံတဲ့စီရဆိုခေါင်းနဲ့ရင်ခါတဲ့ဆိုင်ကိုပို့ပြီးညောင်းတော့ဗျာ okay နောက်ပါလေးဆင်ထားလိုက်တော့လိုက်ကြည့်သူကဒီလက်ကရပေါ့နော်ဒါရဆက်တော့မပေါ့ဘူးဒါပေမဲ့ဒီထောင်လောက်ရှိတယ်ပေါ့နော်ထောင်ကျော်လောက်ရှိတယ်ဒီကကြိုးရတဲ့သူလဲထားတယ်ကြိုးရမှာသူကဘာရှင်းပြောမှာလောက sport ပုံစံမျိုးစီးချင်တယ်ပေါ့နော်အဲ့ဒီတက်ဒီကဒီ short ကိုလည်းသူ short မဒီကောင်လက်ကန်လည်းလို့လောကပြောမှာတလမလောက်နှိပ်ထားတာပေါ့နော်ဒီလက်ကန်နှိပ်ထားလဲဒီ promo လို့ပေါ့နော်ဒါပေမဲ့ promo asset တော့မပေါ့ဘူးpromo asset တော့မပေါ့ဘူးနော်အဲ့တော့သူ့နေထားနေသူတော့ကြည့်လို့လာပါတယ်လောကကိုးရတာပေါ့နော်အဲ့လိုပဲမှာဒီလိုပဲထားတယ်လို့ရှိတယ်ပေါ့နော်နောက်မှကြည့်မယ်ဆိုရင်တော့ဘာမှထွေထူးတော့လဲထားတာမရှိဘူးပေါ့နော်ဒါပေမဲ့သူ့နေထားနေသူတော့ကြည့်လို့လာပါတယ်ပြောမယ်ဆိုတကားတော့လက်ကိုင်နေကြတယ် support လို့ပြန်ဆင်ထားပါမယ်ဒီ support ဘေးလိုမျိုးတော့ feel လေးတော့မဟုတ်ဘူးပေါ့နော်ဘာကြောင့်ဆိုတော့ဒီမှာဒီထိုင်ခုံနဲ့လက်ကန်နေတာပြည်အလဲရမရှိဘူးပေါ့အဲ့ဒီတွေ့ပါမယ် support ကိုလိုကိုရတယ်ဗျဒါပေမဲ့ support ဘေးလိုမျိုးတော့ကြည့်လို့မလှဘူးပေါ့နော်မတူနေထားတဲ့သူကတော့မဆိုးဘူးလို့ပြောမှာပေါ့အဲ့သူပြန်ပြီးဆင်ထားတယ်ပေါ့ရှင်ဒါပေမဲ့ဒီကောက်မှာဒီကျွန်တော်ပြောနေတယ်ကိုရှိရဗျအဲ့ဒါဒီကောကြောင့်ခွရှိတာပါတာပေါ့နော်ခွရှိတာပါတယ်ဒါပေမဲ့ဒီခွရှိတာကိုကျတော့ဒီပြောမယ်မြဲတဲ့ကစားနေရပါတော့ကစားမှတကောက်ဆင်းပြီးတယ်ဒီမကစားဘူးပေါ့နော်ဒီခွရှိတာတိတ်မတိုးဘူးဆိုရင်ကျွန်တော်တို့ဒီမှာအဲ့ပြမကြည့်မယ်ဗျာဒီမှာပြဒီနားမှာဒီနားမှာပေါ့နော်ခွရှိတာဆိုပြီးတော့ပြောမယ်ဒီစာကြောင်းလေးရှိတယ်ပေါ့နော်ဒီဟိုကတော့ဖွင့်လို့ရှိရင်မမြင်ရတယ်မလားခွရှိတာဆိုပြီးတော့မြင်ရတယ်ဗျာဒါပေမဲ့ဒီပိုင်ရှင်ကတော့သူဒီခွရှိတာကိုသိပြီးတော့မတူဘူးပေါ့နော်အဲ့ဒီတော့ဒီခွရှိတာသိပြီးအလုံးမလို့တော့ဘူးဗျဟဲ့ပြစ်သွားပြီးတော့ပြောမှာပေါ့နော်ခွရှိတာသိပြီးတော့အလုံးမလို့တော့ဘူးဆိုတော့နှမျောစရာဖြစ်သွားတာပေါ့နော်တော့တိတ်တခုပြန်ဝယ်ရမှာပေါ့နော်ဒါပေမဲ့စင်စာကျိုးပဲဖြစ်တာလားခုကြောက်လာတော့မသိဘူးပေါ့နော်ဒါပေမဲ့ခုချိန်မှာတော့ခွရှိတာတော့တိုးလို့မရဘူးတိုးလို့မရတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်အဆန်ကစီးနေတဲ့ညီကိုလေးဆိုတော့ဒီခွရှိတာကိုမတက်ခဏတိုးပြီးပေါ့နော်ဘာကြောင့်ဆက်မမလို့ဆိုရင်ဒီကုန်းမျိုးရှင်းပါမှာတော့ခွရှိတာတခုသူကဒီကိုလေးမျိုးခွရှိတာပါတဲ့ဘေးတယ်ဗျခွရှိတာကစားနေမှာတော့ဒီ feeling လေးရတာပေါ့နော်ခွရှိတာမကစားဘူးဆိုရင်တော့ခွရှိတာတခုလည်းပြက်သွားတာပေါ့နော်ပစ္စည်းလေးပြက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့အသိပြန်ပေါ်ရတာပေါ့ဒီထားတော့ဒီပြောမယ်ကြည့်လို့တော့လှပါတယ်ဒါပေမဲ့ကျွန်တော်တို့ support ဘေးနဲ့စာရတော့တခြားsupport ပေးနေတဲ့စာရတော့သူစင်ထားတာလေတိတ်တော့မဆိုးဘူးပြောမှာပေါ့
ပဲဖိုက်လိုက်နေထားတာတက်လောက်တိရှိရပေါ့နော်ဒီလက်ကင်နေထားတယ်မဆိုးဘူးဒါပေမဲ့ပြောမယ် support ပေးလို့မျိုးတော့အကူမရောက်ဘူးဗျာဒါပေမဲ့ဒီမှာဒီကိုယ်လိုက်မယ်ဆိုရပေါ့နော်ဒီမျိုးကိုယ်မယ်ဆိုရဗျာဒီ blade ကလတ်ဂိုင်းနဲ့ဒီကောင်နဲ့တော့ပြထိတာပေါ့နော်ဆိုတော့ဒီအကူကိုလို့ကိုယ်ချောက်လို့မရဘူးဗျာနည်းနည်းလေးပေါ့နော်စကဲတော့ပြီးတော့ပြန်ရွှေ့မှဆင်ပြေတယ်လက်ကဲသူကဒါနေချတယ်ပြီးတော့ origin လက်ကဲမဟုတ်တဲ့အတွက်ဒီ support ပေးမှာကျတော့ origin လက်ကဲက support လို့ပုံစံလာတယ်ဆိုတော့ဗျာဆိုတော့သူနဲ့သူအနေထားရှိရပေါ့နော်သူကပြန် strike ထားရဲဆိုတော့နေထားတယ်တိတ်ပြီးတော့ကိုချမယ်ဆိုရင်တိတ်ပြီးတော့စမပြေဘူးပေါ့နော်ဒီမှာတွေ့လိုက်ရဒါကြတော့ဒီလက်ကဲနဲ့တွားပြီးတော့ထိတာပေါ့နော်တော့ထိလို့အလို့ဖြစ်တာတော့နေထားတိတ်မမိုက်ဘူးဗျာဒီလိုကိုချနေရပေါ့နော်ဆိုတော့ကြည့်လို့လည်းလှတယ်မဲ့လည်းစကမှန်တိုင်နဲ့ဖြစ်တော့ပေါ့ဒီပါရှယ်သူ support လို့စီးချနေဆိုတာသူဒီလိုမျိုးပြန်ဆွဲထားတာပေါ့မဲ့ကျွန်တော်အဆန်ကအမ်စီရဲ့ဒီနီကိုတွေအတွက်တော်ဒီခွစ်တာတော့မတခဏတိုးပြီးပေါ့ဗျာအဲ့ဒါပဲကျွန်တော်ကြံမိချင်ဗျာမျိုးစခွစ်တကူပို့ပြီးတော့ပြက်သွားပြီးပြန်ဝယ်နေရမှာပေါ့နော်သူ့နေထားတဲ့သူကတော့မိုက်ပါတယ်ဒါပေမဲ့ဒီဘေးကျတော့ပါကင်မဝယ်ပါနဲ့စေကြီးလို့ပေါ့နော်ကျွန်တော်တို့ခုဆိုရင်တော့ဒီ scan ဘေးတွေကြိုက်တဲ့ဆိုင်မှာရှာလို့ရပြီပေါ့နော်ဈေးရတယ်6,000ကျော်9,000လောက်ဆိုရင်တော့စေစားကြည့်ပေါ့နော်ဆိုဟုတ်သူနေထားတဲ့သူကလှပါ Okay ကျွန်တော်ဒီဗီဒီယိုလေးကိုမှပဲဆုံးပါပါနော်ကျေးဇူးတင်ပါတယ်